ထားဝန်ထမ်းပါမိထားရုံဝိုင်းကြီးပါဟုတ်ကဲ့ပါရုံဝိုင်းကြီးလေးစားပါတယ်ယထာလက်မှတ်နော်ရန်ကုန်မန္တလေးအချိန်တိုနဲ့ဆိုရင်ယထာနဲ့သွားကျင်လာပါမြန်မြန်လုပ်ပေးသမှာကျွန်တော်ကတော့ဝန်ထမ်းတွေရဲ့ကုစားကျွန်တော်ပြောချင်တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့နိုင်ငံရဲ့နေထားရကျွန်တော်တို့နိုင်ငံမှာလူဒန်းစား၃မျိုးရှိတာထဲမှာ2မျိုးတည်းပဲဖြစ်သွားတယ်2မျိုးတည်းပဲဖြစ်သွားတယ်မှာအထက်တန်းရဲ့အောက်တန်းရဲ့ပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ဝန်ထမ်းတွေကနိုင်ငံရဲ့အနေထားကြောင့်အောက်တန်းထဲမှာပါသွားတယ်အောက်တန်းထဲမှာပါသွားပြီးတော့မှဝန်ထမ်းဆိုလို့ရှိရင် public တွေကြားမှာနည်းနည်းလေးတိမ်ငယ်နေရတာပေါ့နော်အဲဒါဆိုတော့ဝန်ထမ်းတွေရဲ့ emotion ကနည်းနည်းလေးကျနေတာပေါ့အဲ့လို emotion တွေကျနေတဲ့အတွက်လည်းအလုပ်တွေမှာလည်းဆိုလိုတာရုံးချိန်မပြီးသေးဘူးကိုမိသားစုလိုက်ပြအဆင်မပြေတာတွေကိုတွေးပြီးတော့မှအလုပ်ထဲမှာလည်းထိအောင်မှုမရှိဘူးစိတ်ခံစားချက်လေးတွေတိမ်ငယ်နေတဲ့ဝန်ထမ်းလေးတွေကိုလည်းဥအောင်နေနဲ့အားပေးစကားလေးပေါ့နော်ဝန်ထမ်းဒီအခုယုံမှန်ကြီးဝန်ထမ်းလုပ်တယ်ခင်ဗျာအခုအသက်50ဘယ်လောက်လဲဟော40နှစ် sorry နော်ကိုယ်တည်းခန့်နေလို့40နှစ်အများကြီးငယ်သေးတယ် KFC ကြက်ကြော်တတိယဘယ်နှစ်မှအောင်မြင်လာတော့60ကျော်မှလေအဲ့တော့ခင်ဗျာဒါကိုမကျင်နိုင်ဘူးဆိုလို့ရှိရင်မမဲ့နဲ့တော့လေခင်ဗျာလုပ်ငန်းပြောင်းဒီကိုအခြေခံမဲယူလိုက်တော့မိတ်ဆွေရှာအစိုးရဝန်ထမ်းမြန်မာပြည်မှာလုပ်တယ်ဆိုလို့ရှိရင်မြန်မာပြည်ရဲ့ဟာအတိုင်းပဲသွားမှာပဲမင်းနိုင်ငံသားလူထောက်ပံ့လို့ခြင်းနဲ့နိုင်ငံသားလူဖြစ်ခြင်းနဲ့ဆိုနိုင်ငံသားသွားအလုပ်လုပ်မှာကျွန်တော်တို့ကစောင့်အောင်ပါလေကျွန်တော်ဖြစ်စီခြင်းတာတော့အစိုးရဝန်ထမ်းလေးလုပ်ပါပုဂ္ဂလိကလုပ်ငန်းအောင်မြင်ခြင်းနဲ့စီလည်းလုပ်ပါအဲ့ဒီလုပ်ငန်းအနေမှာကိုယ့်လုပ်ငန်းကိုခုနပြောလို့ပေါ့အလုပ်ပြုတ်လိုက်တာနဲ့တပြိုင်တည်းအခုလေအလီဘာဘာတတိလုပ်ငန်းတောင်ပြင်ဆင်ယူသွားပြီလေအငင်းပယ်ခံရတယ်နှိပ်ကုခံရတယ်အဲ့ဒါပူကောင်းနေပဲယုံမှန်ကြီးနော်ခမရတပည့်တွေလည်းပြောလိုက်ပါကိုကအတိတ်ကံမကောင်းလို့ဝန်ထမ်းဖြစ်ရင်တော့အဲ့ဒါမှလုပ်လိုက်ပါအကျိုးတရားကောင်းလို့ခြင်းပါတော့အကြောင်းတရားကောင်းလုပ်ဖို့လိုသေးတယ်ဒီနေရာမှာနေရင်တော့ဒီလိုပဲသွားမှာ